Hi everyone. Okay. အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဟောဒီ English with me ဆိုတဲ့ channel ကနေပြန်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကျွန်တော်သင်ပေးမယ့် phrasal verb တွေကကျတော့ morning routine လို့ခေါ်တဲ့အနက်ခင်းတွေမှာလုပ်လေလုပ်ထားရှိတဲ့ဒါ phrasal verb တွေကိုသင်ပေးမှာဖြစ်ပါတယ်။ကြည့်ကြည့်အောင်ဗျ။ Okay. ပထမဆုံးစကားလုံးလေးကကျတော့ go off. Go off ဆိုတာကစူညံစွာအတန်မြည်သည်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်။သူ့ရဲ့ဥပမာလေးကကျတော့ my alarm go off. ငါရဲ့နှိုးစာဟာဆိုရင်တဲ့စူညံစွာအတန်မြည်တယ်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်နောက်တစ်လုံးကကျတော့ wake up wake up ဆိုတာကဘာလဲဆိုတော့အိယာနိုးတီပေါ့နော်သူရဲ့ဥပမာလေးကကျတော့ I wake up at 7 o'clock every morning ငါမနက်တိုင်း9နာရီမှာအိယာနိုးတယ်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်နောက်တစ်လုံးကကျတော့ sleeping သူရဲ့အဓိပ္ပာယ်ကကျတော့စက်အိပ်သည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူရဲ့ဥပမာလေးကကျတော့ people like sleeping in other weekends လူတွေကဆိုရင်တဲ့စနေတနင်္ဂနွေပိတ်ရက်တွေမှာဆိုရင်တဲ့ဆက်ပြီးတော့အိမ်နေရတာကိုကြိုက်တယ်တဲ့နောက်တစ်လုံးကကျတော့ဘာလဲဆိုတော့ get up အိပ်ရထားပြီးသူရဲ့ဥပမာလေးကကျတော့ it's hard to get up early in the morning မနက်ခင်းမှာစောစောအိပ်ရထားတာဟာဆိုရင်ခက်ခဲပါတယ်တဲ့ကဲနောက်တစ်လုံးကကျတော့ put something on အဝတ်အစားဝတ်ဒီပေါ့နော်သူရဲ့ဥပမာလေးကကျတော့ I put on my gym clothes ငါရဲ့ gym ဆိုတာကအားကစားရုံအဝတ်စားရပေါ့နော်အားကစားရုံဝတ်စားတွေကိုဝတ်တယ်တဲ့သူ့ကိုနောက်တဲ့ပုံစံမျိုးနဲ့သုံးလို့လည်းရတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ I put my gym clothes on ဆိုပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ put နဲ့ on ရဲ့ကြားမှာထားပြီးတော့သုံးလို့ရတယ်ဒါပေမဲ့မဟုတ် put ကိုအရင်သုံးပြီးမှအဲ့ဒီနောက်မှာထားပြီးတယ်သုံးလို့ရတယ်ပေါ့နော်အဲ့ဒါတော့သိချမှတ်ထားပါနောက်တစ်လုံးကကျတော့ workout လေ့ကျင့်ခန်းလုပ်သည်ဒီရဲ့ဥပမာလေးကကျတော့ I prefer working out at home ငါအိမ်မှာလေ့ကျင့်ခန်းလုပ်ရတာကိုပိုပြီးတော့ကြိုက်တယ် okay နောက်တစ်လုံးကကျတော့ဘာလဲဆိုတော့ pick something out သူရဲ့အဓိပ္ပာယ်လေးကကျတော့တည်တည်ချာချာရွေးသည်ပေါ့နော်သူရဲ့ဥပမာလေးကကျတော့ you can pick out an outfit မင်းအဝတ်အစားတစ်ထည်ကိုတည်တည်ချာချာရွေးနိုင်တယ်အဲ့လိုမျိုးလည်းသုံးလို့ရတယ် you can pick an outfit out အမေအဝတ်အစားတစ်ထည်ကိုဒီကြကြရွေးနိုင်တယ်ဆိုပြီးတော့လေပုံစံနဲ့မျိုးသုံးလို့ရတယ်ပေါ့နော် pick နဲ့ out ကိုအရင်ရေးပြီးတော့နောက်မှာထားပြီးသုံးလို့ရတယ်ဒါမှမဟုတ် pick နဲ့ out ကြားမှာလည်းထားပြီးတော့သုံးလို့ရတယ်ပေါ့နော်ကိုစင်ပြီးတို့သုံးလို့ရပါတယ်နောက်ဆုံးလေးကကျတော့ get dressed အဝတ်အစားဝတ်ဒီပေါ့နော်သူရဲ့ဥပမာလေးကကျတော့ I usually get dressed after breakfast ငါညတော့အပြင်နက်ဆာစားပြီးမှအဝတ်အစားဝတ်တယ်ပေါ့နော်ဒီ get dressed နဲ့ put on နဲ့ဘာကွာသွားလဲဆိုတော့ put on ဆိုရင်ကျွန်တော်တို့ကကုတ်တွေဒါမှမဟုတ်အင်ကြီးတွေအင်ကြီးပြောမျိုးစားကိုတည်တည်ချာချာတိပြချာပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ get dressed ကကျတော့အဲ့လိုမျိုးမတိကြဘူးပေါ့နော်ဘယ်ဝယ်စားဝင်မှာဆိုတိကျတဲ့ရတယ်မှာဆိုရင် get dressed ကိုသုံးပါတယ် Okay သင်ခန်းစာကတော့ဒီလောက်ပါပဲကျွန်တော်မှာ online English class ကိုဖွင့်ထားတာရှိပါတယ်ဒီကလို့စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ဒီ Facebook Messenger box မှာလာပြီးတော့စောင့်စားနိုင်ပါတယ်ဒီကျွန်တော်နောက်ပြီးမှပြန်လည်တွေ့ကြမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ် Bye